ပါကစ္စတန်စစ်သားတွေရဲ့ဝင်ရောက်လာမှုနဲ့အတူအာရပ်တွေရဲ့စစ်ရေးပြင်ဆင်မှုကြောင့်တင်းမာလာတဲ့ပင်လယ်ကွေ့ဒေသအီရန်နိုင်ငံဟာအခုဆိုရင်ထိတ်လန့်တုန်လှုပ်နေရပါပြီ။အကြောင်းကတော့ Saudi Arabia နိုင်ငံကပါကစ္စတန်စစ်သား8000ကျော် GF-70 တိုက်လေယာဉ်တွေ drone တွေနဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုပင်လယ်ကွေ့ဒေသအတွင်းမှာခေါ်ယူနေရချထားလိုက်လို့ပါ။အီရန်ဘက်ကတော့အခြေအနေကိုသူတို့ပဲထိန်းချုပ်ထားတဲ့အောင်ဟန်ဆောင်နေသေးပါ။2026ခုနှစ်မေလ21ရက်နေ့ကြာသပတေးနေ့ဒီနေ့မှာပဲ Saudi မြေပေါ်ကိုနိုင်ငံသားစစ်တပ်တွေရောက်လာတာထက်သူတို့ပေးလိုက်တဲ့နိုင်ငံရေးသတင်းစကားပို့ပြီးအလေးတာနေပါပြီ။အာရပ်နိုင်ငံတွေဟာသူတို့ရဲ့စစ်စခန်းတွေနေဆက်တွေစိတ်ကမ်းတွေစွမ်းရည်ထုတ်လုပ်တဲ့နေရာတွေနဲ့အီရန်ဒါမှမဟုတ်အီရန်လက်ပါစီတွေချင်းချောက်နိုင်တဲ့ဘယ်နေရာမဆိုကာကွယ်ဖို့အတွက်မြေပြင်စစ်စင်ရေးတစ်ခုခုအတွက်ပြင်ဆင်နေကြတာပါ။ဆော်ဒီအာရေဗျအနေနဲ့ပါကစ္စတန်ကိုခေါ်လိုက်တာဟာအလကားတသက်တော့မဟုတ်ပါဘူး။ဒါဟာစစ်ပွဲရဲ့သဘောပြောင်းလဲသွားနိုင်တယ်ဆိုတာကိုသိထားလို့ပါ။နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတစ်နိုင်ငံကရီယက်ဘက်မှာရပ်တည်ပြီးစစ်သားတွေချထားလိုက်တဲ့အခါမှာတော့အီရန်အစိုးရအနေနဲ့သူတို့စိတ်ကြိုက်ချင်းချောက်မှုတွေလုပ်လို့မရတော့ပဲပိုပြီးကြီးမားတဲ့တုံ့ပြန်မှုတွေကိုထည့်သွင်းလာရပါတော့တယ်။အခုဆိုရင်မေကွန်းကတော့ရိုးရှင်းသွားပါပြီ။အာရပ်တွေကြောက်ရွံ့မှုတွေကိုစစ်ရေးအရာစူးစီးမှုအဖြစ်ပြောင်းလဲလိုက်ပြီးတဲ့နောက်မှာတော့အီရန်က DNA ကိုဆက်ပြီးရင်ဆိုင်ရဲပါမလား။ဆော်ဒီအာရေဗျဟာသူတို့ကိုယ်သူတို့ကာကွယ်နေတာလားဒါမှမဟုတ်အီရန်ဝင်ရုံးကိုစန့်ကျင်တဲ့မြေပြင်စစ်ပွဲအတွက်အခြေခံအုတ်မြစ်ချနေသလားဆိုတာကတော့စဉ်းစားစရာပါ။အာရပ်တွေကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ငံကိုဒီပြိပခါတွေဆွဲခေါ်လာပြီးတဲ့နောက်မှာအီရန်အာဏာရှင်စနစ်ကပင်လယ်ကွေ့ကိုချိန်ချောက်နိုင်တဲ့အင်အားရှိသေးရဲ့လား။ပြောမယ်ဆိုရင်တော့ဒီလှုပ်ရှားမှုတွေဟာအကြောင်းမဲ့ဖြစ်လာတာတော့မဟုတ်ပါဘူး။ဆော်ဒီအာရေဗျဟာဒေသတွင်းမှာ drone တွေပြန်တန်းနေတာစစ်စခန်းတွေအသင်ဖြစ်နေတာတွေနဲ့အီရန်နဲ့ပေါင်းထားတဲ့လက်နက်ကိုင်အဖွဲ့တွေကအကြီးစားစစ်စင်ရေးတွေရပ်တန့်သွားတဲ့အချိန်မှတောင်ဖိအားပေးနေတာကိုစောင့်ကြည့်နေကြတာပါ2026ခုနှစ်မေလ18ရက်နေ့မှာဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနကအီရန်ဘက်ကနေသူတို့လေးပိုင်းနဲ့ထဲဝင်လာတဲ့ drone 3 စီးကိုချားဖြတ်ဖျက်ဆီးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်ဒီဖြစ်ရပ်ကလည်း React အနေနဲ့တရားဝင်သတင်းထုတ်ပြန်ချက်တွေနဲ့ပြင်ပဂရီစကားတွေကိုပဲအားကိုးမနေခြင်းတော့တာကိုပြသနေပါတယ် drone တစ်စီးကမြေပုံပေါ်ကိုဖျက်ကျော်လာပြီးလေကြောင်းကာကွယ်ရေးစနစ်ကိုအလုံးရှုပ်စေတဲ့အခါအန်ဒီရဲ့ဟာဝေးကွာနေတော့တာမဟုတ်ဘူးဆိုတာသူတို့နားလည်သွားပါပြီ။ပါကစ္စတန်ဟာဒီပြိပခါမှာရှင်းလင်းတဲ့အခန်းကဏ္ဍနဲ့ပါဝင်လာပါပြီ။အစ္စလာမဘတ်ဟာလေးလာသူတွေဒါမှမဟုတ်အလံကင်မိုးလောက်ပဲပို့လိုက်တာတော့မဟုတ်ပါဘူး။တင်ပြချက်တွေအရစစ်သားတွေတိုက်လေယာဉ်တွေ drone တွေနဲ့တရုတ်ထုတ် HQ9 လေကြောင်းရန်ကာကွယ်ရေးစနစ်တွေပါဝင်လာပါပြီ။ဒီအင်အားစုတွေကစီးရေးရချိန်ဝင်ရှာကိုပြောင်းလဲစေတယ်လို့မြေပြင်ပေါ်ကစစ်သားတွေကစက်ရုံတွေကိုကာကွယ်ဖို့စခန်းတွေကိုအားဖြည့်ဖို့နဲ့မဟာဗျူဟာမြောက်နေရာတွေကိုထိန်းချုပ်ဖို့ပါ။တိုက်လေယာဉ်တွေနဲ့လေကြောင်းရန်ကာကွယ်ရေးကမိုးကောင်းငင်ကိုပိတ်ဆို့ဖို့ဖြစ်ပြီး drone တွေကတော့စောင့်ကြည့်ပြီးတံပြန်မှုပါဒါတွေအားလုံးကိုပေါင်းစပ်တဲ့အခါမှာတော့အီရန်အနေနဲ့ရန်စဖို့မစင်စားခင်မှာတေချာပြန်စဉ်းစားရမယ့်ကာကွယ်ရေးခွင့်ဆက်တစ်ခုဖြစ်လာပါတယ်ဒီတော့ပါကစ္စတန်ရဲ့ပါဝင်မှုက React ရဲ့နိုင်ငံရေးရွေးချယ်မှုလည်းဖော်ပြနေပါတယ်ဆော်ဒီအာရေဗျကတော့အီရန်ရဲ့ချိန်ချောက်မှုတိုင်းကိုငြိမ်းခံနေမှာမဟုတ်သလိုအီရန်ဘက်ကသူတို့စိတ်ကြိုက်ထိတ်လန့်မှုတွေဖန်တီးပေးဖို့စောင့်နေမှာမဟုတ်ဘူးဆိုတာကိုပြောလိုက်တာပါဆော်ဒီဟာအင်အားကြီးတဲ့စစ်တပ်ရှိပြီးစစ်ရေးအတွေ့အကြုံရှိတဲ့တရုတ်စစ်လက်နက်ပစ္စည်းတွေနဲ့ဓာတ်ရိုက်ချိတ်ဆက်ထားတဲ့မိတ်ဖက်နိုင်ငံကိုအနီးကပ်ခေါ်ယူလိုက်တာပါရော်တာရဲ့သတင်းအရတော့အခြေအနေပိုဆိုးလာရင်ပါကစ္စတန်စစ်သား8000အထိအားဖြည့်နိုင်တယ်လို့သိရပါတယ်။ဒီအရေးအတွက်ကအီရန်ကိုထိတ်လန့်သွားစေပါတယ်။အကြောင်းကတော့8000ဆိုတာဟာပထမအဆင့်နဲ့ရှိသေးတာကိုပြသနေလို့ပါ။အီရန်ကတော့ဒီအင်အားစုတွေကြောင့်သူတို့ရဲ့စစ်ပိုင်းဆိုင်ရာအားသာချက်ကိုဆုံးရှုံးသွားမှာကိုစိုးရိမ်နေတယ်လို့နှစ်ပေါင်းများသောအီရန်ဟာလက်ပါစီတွေ drone တွေနဲ့စွမ်းရည်အခြေခံအဆောက်အအုံတွေကိုချိန်ချောက်ပြီးပြိုင်ဘက်တွေကိုနောက်ဆုတ်သွားအောင်လုပ်ခဲ့တာပါ။ဒါပေမဲ့အခုတော့ Saudi Arabia ဟာနိုင်ငံခြားစစ်သားတွေလေကြောင်းအင်အားနဲ့စောင့်ကြည့်စနစ်တွေကိုပေါင်းစပ်ပြီးကာကွယ်ရေးတစ်ခုတည်ဆောက်လိုက်ပါပြီ။ဒါဟာတီရန်ကိုတိုက်ခိုက်ဖို့ကြေညာချက်မဟုတ်ပေမဲ့လည်းကျူးကျော်မှုဟန်တာဖို့သူတို့ရဲ့နေမြေတွေကိုဝင်လာတာကိုကာကွယ်ဖို့နဲ့မြေပြင်စစ်ပွဲဖြစ်လာရင်တံပြန်မှုပြင်ဆင်နေတာပါ။ဒီကွာခြားချက်ကလည်းအရေးကြီးပါတယ်။ဆော်ဒီဟာအီရန်ကိုခွင့်တောင်းစရာမလိုပဲအဆိုးဆုံးအခြေအနေအတွက်ပြင်ဆင်နေတာပါ။အာရပ်စော်ဘွားများပြည်ထောင်စု UAE ကဘရာခါနျူကလ িয়ার စက်ရုံအနီးတိုက်ခိုက်ခံရတာကဒီအခြေအနေကိုပိုပြီးလေးနက်သွားစေပါတယ်။ရော်တာသတင်းရဲ့အဆိုအရကတော့ drone တွေကစက်ရုံကိုထိမှန်ခဲ့ပြီးရေဒီယိုတထုကြပစ္စည်းတွေမယိုစိမ့်ခဲ့ပြီမြင်အာရပ်နိုင်ငံတွေတော်တော်ဒါဟာမကြုံစဘူးဖြစ်ရပါဒီလိုနေရာမျိုးပြစ်မှတ်ဖြစ်လာရင်ပင်လယ်ကွေးရဲ့လုံခြုံရေးစနစ်တစ်ခုလုံးပြောင်းလဲရတော့မယ်ဆိုတဲ့ဒီသတင်းစကားကို Saudi Arabia နဲ့ UAE တို့ကနားလည်သွားပါပြီဒီပြိပခါဟာဝါရှင်တန်နဲ့တီဟီရန်ဂျာကအငင်းပွားမှုတသက်မဟုတ်တော့ပဲဒေတာတွင်းစီးပွားရေးကိုထိန်းထားတဲ့အာရပ်နိုင်ငံတွေရဲ့လုံခြုံရေးအထီးရောက်လာတာပါဝါရှင်တန်ကလည်းဒီလှုပ်ရှားမှုကိုစိတ်ဝင်စားစောင့်ကြည့်နေပါတယ်အကြောင်းကတော့အမေရိကန်နိုင်ငံတစ်နိုင်ငံနဲ့စစ်ရေးဖိအားတွေအကုန်ခံစရာမလိုပဲအီရန်ကိုဝမ်းပတ်ထားနိုင်လို့ပါဒေါ်နယ်ထရန့်ကလည်းအီရန်အနေနဲ့နျူကလ িয়ার အစီအစဉ်ကိုမရက်တန့်ရင်ပိုပြင်းထန်တဲ့အရေးယူမှုတွေလုပ်မယ်လို့သတိပေးထားပါတယ်။မေလ20ရက်နေ့ကမိန့်ခွန်းမှာအမေရိကန်အနေနဲ့အီရန်ကိုပိုပြီးပြင်းထန်တဲ့တိုက်ခိုက်မှုတွေလုပ်ရနိုင်တယ်လို့ပြောခဲ့ပါတယ်။အီရန်ကညှိနှိုင်းမှုတွေအကြောင်းပြောနေတဲ့အချိန်မှာဆော်ဒီကတော့စစ်တပ်ကိုခေါ်ယူနေပါပြီ။
အီရန်ကဒဏ်ခတ်ပိတ်ဆို့မှုတွေလျှော့ပေးဖို့တောင်းဆိုနေချိန်မှာပင်လယ်ကွေးကတော့လေပိုင်းနဲ့ပိတ်ဆို့နေပါတယ်။အီရန်ကသူတို့ကိုသူတို့နင်းနာသူတို့ဟန်ဆောင်နေပြီမှလည်းသူတို့ရဲ့ချိန်ချောက်မှုတွေကပဲသူတို့ကိုဝိုင်းပတ်ထားတဲ့ကာကွယ်ရေးမဟာမိတ်အဖွဲ့ကိုပိုအားကောင်းလာအောင်လုပ်ပေးနေတာပါ။ပါကစ္စတန်ရဲ့အခမ်းကဏ္ဍကအီရန်ကိုအနေရခတ်စေပါတယ်။အစ္စလာမဘတ်ဟာတီအီရန်နဲ့တရမန်ရေးရအရာဆက်သွယ်ရင်းနဲ့ပဲဆော်ဒီမြေပေါ်မှာစစ်သားတွေချထားတာဖြစ်ပြီးဒါကအီရန်ကိုဂျောင်ပိတ်ချုပ်ကင်ထားတယ်လို့ပါ။အီရန်ကဆော်ဒီကိုတိုက်ခတ်ပြီးပါကစ္စတန်တပ်တွေကိုတိုက်ခိုက်မိအိန္ဒိယမွတ်စလင်နိုင်ငံလက်နက်တပ်ဆင်ထားတဲ့နိုင်ငံနဲ့ပြိပခါဖြစ်လာနိုင်ပါတယ်။အီရန်အနေနဲ့ဝါရှင်တန်ဒါမှမဟုတ်အစ္စရေးကိုချိန်ချောက်နိုင်ပြီမဲ့ပါကစ္စတန်နဲ့တိုက်ရိုက်ရင်ဆိုင်မှုစဉ်းစားရင်တော့အခြေအနေကသူတို့တော့မကောင်းပါဘူး။ဆော်ဒီအာရေဗျကလည်းပိုပြီးပြပြတသားလှုပ်ဆောင်မဲ့အခွင့်အရေးရသွားပါပြီ။ပါကစ္စတန်တပ်တွေကအရေးကြီးတဲ့နေရာတွေကိုကာကွယ်ပေးထားတဲ့အတွက် React အနေနဲ့ drone တွေကိုအခြေရခံဖို့အီရန်ဘက်ကလာတဲ့လေကြောင်းတွေကိုစောင့်ကြည့်ဖို့နဲ့စွဲရင်တိုက်တွေစိတ်ကမ်းတွေထောက်ပံ့ပို့ဆောင်ရေးလမ်းကြောတွေကိုကာကွယ်ဖို့အင်အားပိုသုံးနိုင်ပါတယ်။သူတို့အနေနဲ့နေရာတိုင်းကိုကြီးညာစရာမလိုသူတို့တိုက်ခိုက်လာရင်တော့အသင့်ရှိရဆိုတာရှင်းရှင်းလင်းလင်းသိစေဖို့ပဲလိုပါတယ်။ဒါဟာနေတိုင်းစူညံနေတဲ့ကာဝယ်မျိုးမဟုတ်ပေမဲ့လည်းတိုက်ခိုက်ဖို့ကြံစည်နေသူတွေရဲ့တွက်ချက်မှုကိုပြောင်းလဲစေတယ်လို့နောက်တစ်ဆင့်ကတော့အီရန်အပေါ်မှာပဲမူတည်သွားပါတယ်။အီရန်ကချိန်ချောက်မှုကိုနိုင်ငံရေးလက်နက်ဖြစ်ဆက်သုံးနေဆော်ဒီဘက်ကလည်းပိုပြီးကာကွယ်ပေးဖို့တောင်းဆိုလာမှာဖြစ်ပြီးပါကစ္စတန်ကလည်းစစ်တေအင်အားတိုးမြင့်ပေးနိုင်ပါတယ်။ဒီတော့ဒေသတွင်းစစ်ပွဲကမြေပြင်အဆင့်အထိရောက်လာပါပြီ။အရင်ကတီဟီရန်အနေနဲ့ဒုံးကျည်တွေ drone တွေတင်မောတွေနဲ့ American စခန်းတွေကိုပဲကြီးနေခဲ့တာပါ။အခုတော့ဆော်ဒီမြေပေါ်မှာပါကစ္စတန်စစ်သားတွေ GF-17 တိုက်လေယာဉ်တွေ drone တွေနဲ့ HQ-9 စနစ်တွေကိုထည့်ပြီးတွက်ရတော့မှာပါ။ပြောမယ်ဆိုရင်တော့ပင်လယ်ကွေးနိုင်ငံတွေကအီရန်ရဲ့ကြောက်ရွံ့မှုတွေကိုဆက်ပြီးတီးမခံနေတော့ဘူးလို့တတိပေးလိုက်တာပါ။ဒီချိန်တစ်ဖက်မှာလည်းဒေါ်နယ်ထရန့်ကဝေဟင်ကနေဖိအားပေးတယ်လို့ Riyadh ကတော့အတွင်းကနေကာကွယ်ပေးထားပါတယ်။အစ္စလာမဘတ်ကပါဒိုင်းတစ်ခုလိုဝင်လာတဲ့အခါမှာအီရန်ကသူတို့ရဲ့ရန်စားမှုတိုင်းကပိုကြီးမားတဲ့ပြဿနာတွေကိုသူတို့စီဆွဲခေါ်နေတယ်လို့ဖြစ်နေတယ်ဆိုတာကိုသိသွားတော့မှာပါ။အခုချိန်မှာတော့အီရန်နိုင်ငံမှာထိတ်လန့်မှုတွေကလွှမ်းမိုးနေပါတယ်။ဒေါ်လာရေးအဆောင်တက်တဲ့ပုံမှန်စစ်တပ်တို့အကြားပဋိပက္ခတွေဖြစ်ပွားနေတယ်လို့ဒေါ်နယ်ထရန့်ရဲ့ဖိအားတွေအမေရိကန်ရဲ့ပိတ်ဆို့မှုတွေနဲ့အင်တာနက်ဖြတ်တောက်မှုတွေကြားမှာအစိုးရအဖွဲ့တွေကအကြောင်းတွေကိုဖုံးကွယ်ဖို့အသေးအံကြိုးစားနေပါတယ်။ဒီတစ်ပတ်ကြာသပတေးနေ့2016ခုနှစ်မေလ22ရက်နေ့မှာတော့တီဟီရန် Tabriz Isfahan နဲ့တခြားအရေးပါတဲ့မြို့ကြီးတွေရဲ့သတင်းတွေအရအကြက်တဲဟာနျူကလ িয়ার ညှိနှိုင်းရေးဇပွဲတွေမှာလည်းမဟုတ်ပဲနေဆက်ကိုကျော်လွန်သွားပြီဖြစ်ပါတယ်။တင်းမာမှုတွေဟာအီရန်စစ်တပ်ရဲ့အတွင်းပိုင်းအထိရောက်ရှိလာပြီဖြစ်ပြီးအဆောင်တပ်ကစစ်တပ်အတွင်းကအဖွဲ့အစည်းတွေကိုသတင်းပေါက်ကြားမှုအတွက်ဆွဆွဲထားတယ်လို့အရာရှိတွေကိုဖမ်းဆီးပြီးအနမိတ်နာမခံတော့တဲ့တပ်ဖွဲ့တွေကိုထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။အာဏာရှင်စနစ်တစ်ခုကကိုစစ်သားတွေကိုယ်တိုင်ပြန်လည်စောင့်ကြည့်နေရတဲ့အချိန်အပြင်ဘက်မှာဒေါ်နယ်ထရန့်ကဖိအားပေးနေပြီးအတွင်းဘက်မှာပြည်သူတွေကအမှောင်လူတွေရောက်နေတဲ့အချိန်မိကွန်းတစ်ခုကမဖြစ်မနေထွက်ပေါ်လာပါတယ်။အီရန်ဟာပြင်ပစစ်ပွဲနဲ့ရင်ဆိုင်နေရတာလားဒါမှမဟုတ်အတွင်းပိုင်းကပြိုကွဲနေသလားဆိုတဲ့မိကွန်းပါ။ဒေါ်လာရေးအဆောင်တပ်ကအီရန်ကိုဆက်ပြီးထိန်းချုပ်ထားနိုင်သေးလားဒါမှမဟုတ်အမိန့်ပေးနိုင်စွမ်းဆုံးရှုံးနေပြီလား။ဒေါ်နယ်ထရန့်ကတော့အီရန်အစိုးရရဲ့အားနည်းချက်အရှိဆုံးအချိန်မှာသူတို့အတွင်းပိုင်းပြိုကွဲနေတာကိုမြင်နေရပြီလို့ဆိုပါတယ်။ဒေါ်လာရေးအဆောင်တပ် IRGC ဟာနေဆက်ကိုကာကွယ်ဖို့တွေမကပဲနိုင်ငံရေးအာဏာကိုထိန်းသိမ်းဖို့ပေါ်ပေါက်လာတာဖြစ်ပါတယ်။ပုံမှန်စစ်တပ်ကတော့နောက်ခံတမိုင်းကြောင်းနဲ့လှုံ့ဆော်ချက်ချင်းမတူသလိုပြည်သူတွေနဲ့ဆက်ဆံရေးကဏ္ဍမှာလည်းကွဲပြားပါတယ်။ဒါကြောင့်သူတို့နှစ်ဖွဲ့အကြားပဋိပက္ခကလည်းအရန်ရေးကြီးပါတယ်။အတွင်းသတင်းအရင်းမြစ်တွေအရာအဆောင်တပ်ကအရာရှိတွေဟာတမန်စစ်တပ်ကအရာရှိတွေနဲ့စစ်သားတွေကိုပူးရဲစစ်စခန်းတွေကနေနှင်ထုတ်ခဲ့ပြီးတဲ့နောက်မှာတင်းမာမှုတွေစတင်ခဲ့တာပါ။သူတို့ကိုဒုံးကြီးစခန်းတွေနဲ့ drone ဖွဲ့စည်းပုံဆိုင်ရာအချက်လက်တွေကိုအမေရိကန်နဲ့အစ္စရေးစီကိုပေးပို့တယ်လို့ဆွဆွဲထားပါတယ်။အဲဒီနောက်မှာတော့နေရာအနှံ့ပဋိပက္ခတွေဖြစ်ပွားပြီးနှစ်ဖက်စလုံးမှာလည်းထိခိုက်ကြဆုံးမှုတွေရှိခဲ့တယ်လို့စစ်တပ်ရဲ့စစ်တီဒါဇင်ပေါင်းများစွာကိုလည်းဖမ်းဆီးခဲ့ပါတယ်။အစိုးရကတော့ဒါကိုတဦးချင်းစီရဲ့ကိစ္စလို့အသွင်ယူဖို့စူးစမ်းပေမဲ့လည်းနိုင်ငံရေးအရာကတော့အရေးအယောင်တွေကကြီးမားနေပါတယ်။လက်နက်ကင်တပ်ဖွဲ့တစ်ခုကနောက်တစ်ခုကိုတန်တရားဝင်လာပြီဆိုရင်ဒါဟာလုပ်ငန်းပိုင်းဆိုင်ရာပြဿနာတွေမဟုတ်တော့ပဲအမိန်ပေးမှုသစ္စာရှိမှုနဲ့အသက်ရှင်ကြံရည်ရေးပြဿနာတွေပါဖြစ်လာပါတယ်။ဒေါ်လာရေးအဆောင်တပ်ဟာအမြဲတမ်းအာဏာရဲ့လက်ရုံအဖြစ်ဆက်တာပြမှုတွေကိုနှိမ်နင်းဖို့အတိုက်ခံတွေကိုချိန်ချောက်ဖို့တဲ့အရေးပါတဲ့နေမျိုးတွေကိုထိန်းချောက်ဖို့အတွက်သုံးခဲ့တာပါ။ပုံမှန်စစ်တပ်ကတော့အစိုးရရဲ့ဖိအားတွေကြားထဲကနေပဲအမျိုးသားရေးအဖွဲ့အစည်းတစ်ခုအဖြစ်ပုံရိပ်ထိန်ကျန်နေပါတယ်။ဒီတော့ဒီစစ်တပ်တစ်ခုရဲ့ကွာခြားချက်ကြားမှာတီရန်ကဖြစ်ပျက်သမျှထိတ်လန့်စရာတွေကရှင်းပြနေပါတယ်။ဒါကအလိုလျောက်နာခံမှုဆိုတာဟာမသေးကြမရတော့ဘူးဆိုတာပြသနေတယ်လို့တခြားပြဿနာကြီးတွေရဲ့အမည်တွေကိုကြည့်လိုက်ရင်လည်းဒီကိစ္စရဲ့ပြင်းထန်မှုသိနိုင်ပါတယ်။တီရန်ရဲ့နိုင်ငံရေးဗဟိုချက်ဖြစ်တဲ့ Tabriz ကတော့တမိုင်းကြောက်အရာအငင်းပွားမှုနဲ့ဒေတာရင်းအင်အားစုတွေရှိတဲ့နေရာပါ။ Isfahan ကတော့နျူကလ িয়ার အစီအစဉ်နဲ့ဆက်ဆက်တဲ့အရေးပါတဲ့နေရာတွေနားမှာရှိပါတယ်။ Avaz ကတော့ဒေတာရင်းတင်းမာမှုတွေနဲ့ Arab Iran လူမျိုးစုတွေရှိတဲ့နေရာပါ။ပဋိပက္ခသတင်းတွေကဒီလိုနေရာတွေမှာပေါ်လာတဲ့အခါမှာတော့စစ်စခန်းတစ်ခုအတွင်းကပြည်ထနာတသက်မဟုတ်တော့ပဲ။လုံခြုံရေးစွမ်းအင်ထောက်ပံ့ပို့ဆောင်ရေးနဲ့အတွင်းပိုင်းထိန်းချုပ်မှုတွေအတွက်အရေးပါတဲ့နေရာတွေအထိပြန့်နှံ့သွားတတ်တာကြောင့်ကြောက်ရွံ့မှုတွေကတိုးပွားလာနေပါတယ်။နောက်ပြီးအင်တာနက်ဖြတ်တောက်မှုတွေကြောင့်အခြေအနေမှန်ကိုအချိန်နဲ့တပြေးညီအတီးပြုဖို့ခက်ခဲစေပေမဲ့လည်းအီရန်ရဲ့ကင်တွယ်ပုံနီလန့်ကိုလည်းဒါကဖော်ပြနေပါတယ်။စက်သွေးရေးကိုဖျက်တောက်တာဟာစရေးလက်ရှိနေတဲ့လက္ခဏာမဟုတ်ပဲပုံရိပ်တွေကိုကြောက်ရွံ့တာဗီဒီယိုတွေကိုကြောက်ရွံ့တာသတင်းပေါက်ကြားမှာကိုကြောက်ရွံ့တာပဲဖြစ်ပါတယ်။
နောက်ပြီးပြည်သူတွေရဲ့အကြက်တဲရဲ့အရွယ်ဆောင်တည်သွားမှာကိုကြောက်ရွံ့နေတဲ့အစိုးရတရဲ့လက္ခဏာပါ Nakblock ရဲ့အဆိုအရအီရန်မှာအင်တာနက်ဖြတ်တောက်မှုဟာ12ပတ်မြောက်ကိုရောက်ရှိနေပြီးလူဦးရေတန်90နီးပါးကိုထိခိုက်စေတယ်လို့သတင်းအချက်အလက်လွတ်လပ်စွာရရှိမှုကိုလည်းကန့်သက်ထားပါတယ်ဒီဆက်သွယ်ရေးပိတ်ဆို့မှုဟာပြည်သူတွေအစိုးရရဲ့အတွင်းပိုင်းအကြောင်းတွေကိုမမြင်စေဖို့နဲ့ဆန္ဒပြမှုတွေကိုစူးစီးရခက်ခဲအောင်လှုံ့ဆော်တာပါဒါဟာဖန်ဆီးမှုစေးလှုပ်ရှားမှုနဲ့လက်နက်ကိုင်အဖွဲ့တွေကြားပြိပခါတွေကိုဖုံးကွယ်ဖို့ဖြစ်ပေမဲ့လေအတင်းကျပ်တိတ်ဆိတ်စေခြင်းကနောက်ထပ်အကျိုးဆက်တစ်ခုကိုဖြစ်စေပြီးတန်တရားတွေကိုပိုပြီးတိုးလာစေပါတယ်လူတွေကသူတို့ရဲ့ဆွေမျိုးတွေကိုမဆက်သွယ်နိုင်သတင်းတွေကိုမစစ်ဆေးနိုင်တဲ့အခါမှာပိုကြီးတဲ့တစ်ခုခုကိုဖုံးကွယ်ထားတယ်ဆိုတဲ့ခံစားချက်အကြီးထွားလာပါတယ်ဒီလိုမျိုးအီရန်အတွင်းမှာဖြစ်ပျက်နေတဲ့အချိန်မှာပဲသမ္မတဒေါ်နယ်ထရန့်ကတော့အပြင်ဘက်ကနေဖိအားပေးနေစေပါ2026ခုနှစ်မေလ20ရက်နေ့မှာသူကအီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်ပေးမှာမဟုတ်တဲ့အကြောင်းနဲ့သဘောတူညီချက်မရရင်ဝါရှင်တန်နဲ့ပိုပြီးပြင်းထန်တဲ့တိုက်ခိုက်မှုတွေလှုံ့ဆော်နိုင်တဲ့အကြောင်းပြောကြားခဲ့ပါတယ်ဒီစကားကလည်းညှိနှိုင်းမှုတွေကအဖြေတစ်ခုစီကိုနီးကပ်နေတဲ့အချိန်မှာထွက်ပေါ်လာတာပါထရန့်ကရွေးချယ်စရာကိုစပွဲပေါ်တင်ပေးလိုက်တာပါဒီအီရန်အနေနဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်တဲ့တကယ်စာရွက်စာတမ်းတွေကိုလက်ခံမလားဒါမှမဟုတ်အမေရိကန်ရဲ့တိုးမြင့်ဖိအားပေးမှုကိုရင်ဆိုင်မလားဆိုတာပါရေချောင်းဆိုင်ရာဖိအားပေးမှုတွေကလည်းဒီဗျူဟာကိုအားဖြည့်ပေးနေပါတယ်ဒီကနေ့မှာပဲအမေရိကန်စစ်တပ်ဟာအိုမန်ပင်လယ်ကွေ့မှာအမေရိကန်ရဲ့ပိတ်ဆို့မှုတွေကိုချိုးဖောက်တယ်လို့တန်တရားရှိတဲ့အီရန်ကုန်တင်သင်္ဘော MT Sestisi ကိုစစ်ဆေးခဲ့ပါတယ်သင်္ဘောကိုရှာဖွေပြီးတဲ့နောက်မှာတော့ပြန်လွှတ်ပေးခဲ့ရင်လမ်းကြောင်းပြောင်းလဲဖို့ညွှန်ကြားထားခဲ့တယ်လို့လည်းအမေရိကန်ဗဟိုကွပ်ကဲမှုဌာနကပြောခဲ့ပါတယ်ဒီတော့ဒါဟာလေပိတ်ဆို့မှုဆိုတာဟာစကလုံးသက်သက်မဟုတ်တော့ဘူးဆိုတာကိုပြနေတာပါဒေါ်လာရဲ့အဆောင်တက်ကတော့ဟော်မုတ်စီလက်ဂျားမှာထိန်းချုပ်ထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်လည်တုံ့ပြန်မှုကြိုးစားနေပါတယ်အီရန်ကရေချောင်းလုံခြုံရေးအတွက်အိုမန်နဲ့ရန်နေရတစ်ခုရှာဖွေနေတဲ့အကြောင်းနဲ့တင်မောသွားလာမှုဆိုင်ရာ protocol တွေအကြောင်းပြောဆိုခဲ့ပါတယ်ညီနိုင်မှုတွေကလည်းဒီစပွဲထဲရောက်နေပါတယ်ပါကစ္စတန်ကပြိပခါကိုအဆုံးသတ်ဖို့အီရန်ရဲ့အဆိုပြုချက်အသစ်ကိုအမေရိကန်စီပေးပို့ခဲ့ပြီးမြဲရော်တာရဲ့အဆိုအရအဓိကအချက်တွေဖြစ်တဲ့နျူကလ িয়ার အစီအစဉ်ဟော်မုတ်စီလက်ဂျားထိန်းချုပ်မှုရေချောင်းပိတ်ဆို့မှုအဆုံးသတ်ရေးစစ်ပွဲကြောင့်ပျက်စီးမှုအတွက်ရော်ကြီးနဲ့ရေနံရောင်းချမှုပြန်လဲစတင်ရေးတို့မှာသဘောတူညီချက်မရပဲဆက်ပြီးပိတ်မိနေတယ်လို့သိရပါတယ်တီရန်ဟာအလျှော့မပေးခင်တက်တာခွင့်ကိုလိုချင်နေပြီးထရန့်ကတော့တက်တာခွင့်မပေးခင်မှာတီရန်ရဲ့အလျှော့ပေးမှုကိုလိုချင်နေပါတယ်ဒီအချိန်ဒီမှာအဆောင်တက်ကကြက်ခိုင်တရားဟန်ဆောင်နေရတယ်လို့အထီးကိုက်လွယ်ဆုံးအချက်ကတော့အစိုးရဖိအားနှစ်ခုကိုတပြိုင်တည်းရင်ဆိုင်နေရတာပါနေဆက်အပြင်ဘက်မှာအမေရိကန်ရေတပ်ကလမ်းကြောင်းတွေကိုပိတ်ဆို့ထားပြီးထရန့်ကပြည်ပြည်စုံတဲ့အဖြေကိုတောင်းဆိုနေတယ်လို့ဒေသတွင်းမဟာမိတ်တွေကလည်းသတိထားလှုပ်ရှားနေပါတယ်အီရန်အတွင်းပိုင်းမှာကလည်းအဆောင်တက်နဲ့စစ်တပ်အကြားလက်နက်ကိုင်ပြိပခါတွေအရာရှိတွေကိုဖမ်းဆီးမှုတွေနဲ့အရေးပါတဲ့အချက်လက်တွေပေါက်ကြားလာမှာကြောက်ရွံ့တဲ့သတင်းတွေထွက်ပေါ်နေပါတယ်ဒီလိုပြဿနာတွေပေါင်းဆက်သွားတာကအီရန်အတွက်အရန်အန်ရည်ကြီးတယ်လို့အကြောင်းကတော့ပိတ်ထားတဲ့အစိုးရစစ်နစ်တွေကပြင်ပအကြက်တဲတွေကိုခဏလောက်ခံနိုင်ရှိပေမဲ့ကိုယ့်ရဲ့လုံခြုံရေးရန်နေရအတွင်းမှာတန်တရားတွေဝင်လာတဲ့အခါမှာတော့ပိုပြီးထိခိုက်ခံစားရလို့ပါဒေါ်လာရဲ့အဆောင်တက်ကအတွင်းပိုင်းယုံကြည်မှုဆုံးရှုံးတာဟာနိုင်ငံရေးအရထိန်းချုပ်မှုဆုံးရှုံးတာဖြစ်တယ်ဆိုတာသိထားပါတယ်ဒါကြောင့်ပဲဖမ်းဆီးမှုတွေစောင့်ကြည့်မှုတွေနဲ့ဆွဆွဲမှုတွေနဲ့တုံ့ပြန်နေတယ်လို့သတင်းပေါက်ကြားမှုအတွက်ဆွဆွဲခံရတဲ့စစ်တပ်အရာရှိတွေကပြစ်မှတ်ဖြစ်လာပါတယ်အဆောင်တက်ကဘလို့ပြဿနာကိုမဆိုရှင်တန်ရေးအတွက်ချင်းချောက်မှုလို့မြင်လာပြီးပုံမှန်စစ်တပ်ဖွဲ့ရတော့အဆောင်တက်ရဲ့အမိန့်ခုကိုစတင်ခုခံတာဒါမှမဟုတ်အီရန်မျိုးကြီးတွေအတွင်းမှာစစ်စင်တွေကိုညှင်းဆန်လာမျိုးဖြစ်လာရင်အစိုးရဟာအတွင်းပိုင်းပြည်သူစစ်တွေထောက်လိုင်းဝန်ဆောင်မှုတွေနဲ့အယူဝါဒတိုင်းဘိုင်းဆိုင်ရာတပ်ဖွဲ့တွေအပေါ်မှာပိုပြီးမိခိုလာမှာပါဒါကလည်းပိုပြီးပြင်းထန်တဲ့ဖိနှိပ်မှုတွေတန်တရားစိတ်တွေနဲ့အမှားလုပ်ဖို့အခွင့်အလမ်းတွေကိုဖန်တီးပေးထားပါတယ်ပုံမှန်စစ်တပ်ကလည်းတစုတစည်းတည်းဖြစ်မနေပါဘူးသတင်းတွေရသိရတာကတော့အဖွဲ့အစည်းတွေနဲ့ခန္ဓာတွေကခုခံမှုစိတ်အနှောက်အယှက်ဖြစ်မှုနဲ့တန်တရားတွေကိုပြသနေတာမျိုးပါဒါကစားလေအဆုံးရှိတဲ့မြင်သာတဲ့စစ်ပွဲတစ်ခုမဟုတ်တာကြောင့်ကြောက်ရွံ့မှုတွေကလွှမ်းမိုးနေတယ်လို့အဖွဲ့အစည်းရဲ့အစိပ်ပိုင်းတချို့ကကန့်သက်ချက်တွေကိုစမ်းသပ်နေပြီးတုံ့ပြန်မှုတွေကိုစောင့်ကြည့်ရင်ဘသူကဘသူကိုနာခံနေတယ်လဲဆိုတာကိုတိုင်းတာတဲ့အတွင်းပိုင်းသဘောထားကွဲလွဲမှုတစ်ခုဖြစ်ပါတယ်ခေါင်းဆောင်တယောက်ကအင်တာနက်ကိုဖျက်တောက်ဖို့စစ်သားတွေကိုဖမ်းဆီးဖို့သတင်းတွေကိုထိန်းချုပ်ဖို့ဂျာဝင်သူတွေနဲ့ညှိနှိုင်းသူတွေကိုရေချောင်းပိတ်ဆို့မှုတွေတုံ့ပြန်ဖို့လိုအပ်တဲ့အခါမှာအဆင်ပြေတဲ့အနေအထားမှာမရှိတော့ပါဘူးပရိပခါတွေကတီးခြားဖြစ်ရတဲ့အနေနဲ့ဆက်ဖြစ်နေရင်တီရန်ကဖမ်းဆီးမှုတွေနဲ့သတင်းအမှောင်ချမှုတွေနဲ့ဖုံးကွယ်ဖို့ကြိုးစားပါလိမ့်မယ်တခြားမျိုးတွေမှာပါသတင်းအသစ်တွေထွက်ပေါ်လာရင်တော့အစိုးရဟာထရန့်နဲ့ညှိနှိုင်းဖို့နဲ့ကိုတပ်ဖွဲ့တွေကိုထိန်းချုပ်ဖို့စွမ်းအင်တွေကိုခွဲဝေသုံးစွဲရတော့မှာပါကြောင်းမှုတွေကနေရာပြောင်းသွားရင်အကျက်တွေကပိုဆိုးလာမှာဖြစ်ပါတယ်ဒေါ်လာရဲ့အဆောင်တက်ကအင်အားကြီးတယ်လို့ SEP အော်နေပေမဲ့လည်းကိုစစ်တပ်ကိုစောင့်ကြည့်ဖို့သတင်းပေါက်ကြားမှုကိုထိန်းချုပ်ဖို့နဲ့ကိုနိုင်ငံရဲ့စစ်သားတွေကိုဖမ်းဆီးဖို့လိုအပ်တဲ့အခါမှာအချက်ပြမှုတွေကတော့ရှင်းလင်းလာပါပြီအဲ့ဒါကတော့အာဏာရှိသေးပေမဲ့အရင်အားလောက်ယုံကြည်မှုနဲ့အသက်ရှူတာမဟုတ်တော့ဘူးဆိုတာပါပြောရရင်တော့အာဏာရှင်တွေကအမြဲတမ်းအပြင်ဘက်ကရန်သူအကြောင်းပြပြီးအာဏာတည်မြဲအောင်လုပ်လို့ရှိပြီပဲကိုအတွင်းပိုင်းပြိုကွဲလာတဲ့အခါမှာတော့ထိန်းချုပ်ဖို့ခက်ခဲသွားတယ်လို့အစစ်မှန်ခေါင်းဆောင်မှုဆိုတာဟာကြောက်ရွံ့မှုနဲ့ဖိနှိပ်မှုပေါ်မှာတိဆောက်ထားတာမဟုတ်ပဲတစ္ဆာရှိမှုအပေါ်မှာတိဆောက်ထားတာဖြစ်တဲ့အကြောင်းဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ